ဒီဇင်ဘာလထဲမှာကျင်းပမယ့် USA 323ပြိုင်ပွဲမှာကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ Joshua Ban ရဲ့ Champion စင်ကိုပွဲပါဝင်လာကြောင်းကိုတရားဝင်တီလင်းချပြလာခဲ့ပါပြီဗျ။မင်္ဂလာပါလူရင်းတူရှင်မှကြိုဆိုပါတယ်။ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မှာကျင်းပမယ့် USA 323ပြိုင်ပွဲမှာပန်တိုဂျန်နဲ့ Joshua Ban တို့ရဲ့ပွဲကိုကုံမင်းပွဲဒုကောင်ပွဲဖြစ်ပါဝင်လာခဲ့ပြီးကောင်ပွဲကြီးဖြစ်ကတော့ဘတ်တန်ဝီတန်းရဲ့ချန်ပီယံစင်ကိုပွဲဖြစ်နေချန်ပီယံကပတ်ကာကိုပွဲကိုလက်ခံထိုးရမှာကတော့မာရတ်ဒီပါရက်ပရီနဲ့ကျော်တာယန်တို့ရဲ့မကြည်ပွဲဖြစ်ရင်ဆိုင်ထိုးသွားရဖို့ရှိပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ချင်းတရင်သားလေးမြန်မာပြည်သက်တွေရဲ့ချစ်တော်လေး USC မှာဝင်ရောက်ထိုးတက်နေတဲ့တူတဲသောမြန်မာကိုစားပြုမြန်မာဖိုက်တာလေးရဲ့ပွဲကတော့သူမှတ်ခဲ့တဲ့အိမ်မက်တွေတိုင်းတကယ်ဖြစ်လာခဲ့ပါပြီအပြည့်ဝမဟုတ်သေးရင်တော့မှတဝက်ကျော်လောက်တော့ဖြစ်နေပြီပေါ့ဗျာဒါဆိုရင်ပန်တိုဂျာနဲ့ဗန်တို့ရဲ့ချန်ပီယံစင်ကိုပွဲဘယ်လိုပေါ်ပေါက်လာရတာလဲဆိုတာကိုဆက်ပြီးတော့ကျွန်တော်ရဲ့ channel နာမည်လေးအတိုင်းပဲလူရင်းတူရှင်လေးပြောကြရအောင်ပါဗျပန်တိုဂျာကနေစလိုက်ကြအောင်ပါဗျပန်တိုဂျာဟာဘရာဇီးဖိုက်တာအသက်အဖြစ်35နှစ်ရှိပြီး USC မှာအချိန်ကြာဆုံးဖြစ်ချန်ပီယံဆိုတဲ့ဂုဏ်မိုးကိုဆုပ်ကိုင်ထားနိုင်ဆုံးဖိုက်တာချန်ပီယံကာကိုပွဲတွေကိုအောင်မြင်နဲ့ကောက်ွယ်ထားနိုင်တဲ့ဖိုက်တာစတန်ဖိုက်မှာရော ground fight မှာပါကျွမ်းကျင်ပိုင်နိုင်မှုရှိတဲ့ဖိုက်တာကစားပုံရခံမှန်းရခက်တဲ့ဖိုက်တာဒါကြောင့်လည်းအခုချိန်ထိ flyweight တန်းမှာဘယင်ဖြစ်နေတာပါဥက္ကဋ္ဌကြီးတင်နာဝိုက်က flyweight တန်းရဲ့ချန်ပီယံအပြောင်းလဲဖြစ်စေချင်နေတာကြားပါပြီပြောင်းလဲဖြစ်စေချင်နေတာကြားပြီလို့ပြောလို့ပန်တိုဂျာကိုမနှက်သက်လို့မဟုတ်ပါဘူးဗျ flyweight တန်းမှာချန်ပီယံမျိုးဆက်ပြတ်နေတာကြားပါပြီရှင်းပြောရရင်ဒီဝေတန်းမှာဥက္ကဋ္ဌကြီးတင်နာဝိုက်က flyweight တန်းမှာချန်ပီယံသစ်ထွက်ပေါ်စေချင်နေတာပါဒီလိုမျိုးချန်ပီယံသစ်ထွက်ပေါ်စေချင်လို့ပဲဥက္ကဋ္ဌကြီးတင်နာဝိုက်ကမင်းတဲ့ဖိုက်တာတွေကိုခေါ်ယူစာချုပ်ချုပ်ပြီးတော့ချန်ပီယံကောက်ပွဲတက်ပေးတယ်ဥပမာအဖြစ်တိုက်ဆူရိုတိုင်လာတိုက်ဆူရိုတလာမဟုတ်ပါဘူး sorry ပါအကိုင်အစာကူတော်ကိုခေါ်ယူပြီးချက်ချင်းကြီးချန်ပီယံပန်တိုဂျာနဲ့ချန်ပီယံစင်ကိုပွဲဖြစ်တက်ပေးလိုက်တယ်အဲ့ဒီပွဲမှာလည်းပန်တိုဂျာကပဲစားသွားတာပါပြီးတော့ပျော်တယန်ကိုခေါ်တယ်ပျော်တယန်နဲ့ချန်ပီယံစင်ကိုပွဲတက်ပေးတယ်အဲ့ဒီပွဲမှာလည်းပန်တိုဂျာကပဲစားသွားတာပါဖရန်ဒါရိုင်ဗယ်နဲ့လည်းတက်ပေးဘူးတယ်စရှိတဲ့ဖြစ်ပေါ့ဗျာဖိုက်တာတွေအများကြီးနဲ့ချန်ပီယံကာကွယ်ပွဲတွေတက်ပေးဘူးတယ်ဒီလိုမျိုးချန်ပီယံ flyweight တန်းရဲ့ချန်ပီယံစိန်ခေါ်ပွဲတွေမြတ်ပြတက်ပေးခဲ့ပြီမဲ့လည်းဒီဝေတန်းမှာချန်ပီယံမျိုးဆက်တဲ့ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူးဒါကြောင့်မို့ပဲဥက္ကဋ္ဌကြီးဒီနာဝိုက်က flyweight တန်းမှာပြောင်းလဲချန်ပီယံပြောင်းလဲဖြစ်စေချင်နေတာပါဒါဆိုရင်ကျွန်တော်တို့ရဲ့ Joshua Ban ကြောင်းလေးကိုပြောလိုက်ကြအောင်ပါကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသားလေးဘန်ကတော့ Fury Fighting Championship မှာချန်ပီယံဖြစ်ပြီးတော့ကနဦးမှာဒီနာဝိုက်ကော်ရနာစီတီမှာဝင်ရရှေ့ပြိုင်ဖို့စီစဉ်ထားရကနေ Zumaguro USC မှာထုံးမဲ့ flyweight တန်း USC မှာထုံးမဲ့ Zumaguro တို့ပွဲမှာပြိုင်ပွဲဖိုက်တာကနှုတ်ထွက်သွားတဲ့အတွက်ဒီပွဲမှာJoshua Ban ကလူစားဝင်ထိုးပေးရင်ကနေနိုင်ရရှိပြီးတဆင့်ချင်းကိုကြော်ဖြတ်ပြီးနောက်ဆုံးမှာ Brandon Rival နဲ့မာနကတ်တို့ပွဲမှာကျင်းပဖို့3ပတ်လိုလောက်မှာမာနကတ်ကဒဏ်ရာပြဿနာကြောင့်ပြချက်နဲ့နှုတ်ထွက်သွားရကနေ Joshua Ban ကမာနကတ်နေရာကိုလူစားဝင်ရောက်ရှိလာပြီးလူစားဝင်ထိုးပေးရင်ကနေစူပါပြိုင်ပွဲမှာ
Plunder Rival ကိုအမှတ်ပေးဆုံးဖြတ်ဖြစ်အနိုင်ရပြီအမှတ်ပေးဆုံးဖြတ်ဖြစ်နိုင်ရခဲ့ပါတယ်ဒီနိုင်ပွဲကြောင့်ပဲဥက္ကဋ္ဌကြီးတင်နာဝိုက်ကသူ့ရဲ့စကားအတိုင်းဒီပွဲမှာနိုင်တဲ့သူကိုပန်တိုဂျာနဲ့ချန်ပီယံစင်ကောပွဲတက်ပေးမယ်လို့ပြောထားတဲ့အတွက်ဒီခွင့်ရေးကိုကျွန်တော်တို့ရဲ့ဂျော်ရှူအာဘန်ကထိတ်တန်နဲ့ကိုရရှိလာခဲ့တာပါတိုက်ခိုက်ရေးလောကကိုဥဆောင်ထားတဲ့ USC ကိုရောက်လာပြီးတစ်နှစ်ကျော်ကြာမှာပဲဂျော်ရှူအာဘန်က9ပွဲထိုးထားပြီးတော့10ပွဲနိုင်ထားတယ်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ် USC ကလည်းတက်ဆလူငယ်ဖိုက်တာလေးဘန်ကိုဖြစ်နဲ့မှန်တိဆောက်ခွင့်ပေးပြီးမှတိဆောက်ခွင့်ပေးထားတယ်ဂျော်ရှူအာဘန်ကလည်းတိဆောက်ခွင့်ပေးထားသလိုပဲတစ်ဆင့်ချင်းစီကိုတိဆောက်ပြီးမှတော့နောက်ဆုံးမှာသူမဲ့ခဲ့ရတဲ့အိမ်မက်တွေအတိုင်းပဲချန်ပီယံစင်ကောကွင်းဆိုတဲ့ခွင့်ရတစ်ခုကိုလက်ဝဲပိုင်ဆိုင်နိုင်ခဲ့ပါပြီဒီခိုက်တန်ဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတွေ့တကတော့အရန်ကိုမှအကုန်ယူဝင်ကြွားစရာကောင်းတဲ့ခိုက်တန်ပါပန်နေနဲ့လည်းဒီပွဲမှာအရင်ကပွဲတွေလိုမျိုးစံချိန်သစ်စံညွှန်းသစ်တွေထပ်မံချိုးပြနိုင်ပြီးချန်ပီယံတယောက်ဖြစ်လာနိုင်ပါစေဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လူရင်းတူရှင်ကပါ